ငါတူမရဲ့အန်တီကိုအယူမကြီးလို့ပြောတဲ့ကောင်မနော်မင်းကငါသမီးရွယ်လောက်ရှိပါသေးတယ်နော်တကယ်တော့ဆိုလို့ရှိရင်ဒီမှာဈေးဆိုင်ကဝယ်ခဲ့တာနော်ဒါရဲ့ဒါလေးရဲ့ဝယ်ခဲ့တာ9000ပေးရပါတယ်နော်9000ရဲ့သတို့တဘာဝတ်စုံရဲ့အားလုံးကို3သိန်းကျော်ရှင်းခဲ့ပါတယ်ရှင်းခဲ့ပြီးတဲ့ခါကျတော့သမီးရဲ့ဒါလေးချုပ်ခဘယ်လောက်လဲလို့မေးပါတယ်မေးတဲ့ခါကျတော့အန်တီရဲ့တခြားလူတွေမှမဟုတ်ဘူးလားချုပ်ပြီးမှကြည့်လို့ယူမှာပါလို့ပြောပါတယ်ပြောတဲ့ခါကျတော့ကျမတို့လည်းမင်္ဂလာရက်ကလည်းတပတ်တွင်ရွေးလိုက်ရဆိုပြဟွာလောက်ကိုက်ဆိုပြိုင်းပြနဲ့အဲ့နဲ့9ရက်မြောက်ပြခါကျတော့ကဲတန်းနဲ့ညီတို့ရေသွားရွေးကြည့်ကြအောင်ဆိုရွေးခိုင်းလိုက်ပါတယ်အဲ့ခါမှာသူကပွဲပြီးမှကြည့်လို့ပေးပါဆိုတော့ကျမတို့ကပတ်စံမပေးလိုက်တော့ပါဘူးကျမတို့ဆောင်းတဲ့ခါကျတော့6ရက်နေ့ဆောင်းပါတယ်ဆောင်းတဲ့ခါကျတော့ကျမတို့9ရက်နေ့မှာပတ်စံဒီအားလုံးရှင်းကြည့်ပါတယ်ရှင်းကြည့်ခါသူ့အိမ်ကိုအရင်သွားရှင်းပါတယ်ရှင်းတဲ့ခါကျတော့သမီးရေဘယ်လောက်လဲချုပ်ခလို့ဆိုတော့ကျမညီမလေးကသွားမေးတဲ့ခါကျတော့အန်ဒီရဲ့ချုပ်ခကိုတဲ့9သိန်းပဲယူပါမယ်လို့ပြောရတဲ့ခါကျတော့ဟင်းစတာလားဆိုပြီးတော့ကျမညီမကပြောပါတယ်သမီးစတာလားဆိုတော့မဟုတ်ဘူးအန်တီတကယ်အစ်စ်9သိန်းဆိုတော့ကျမညီမကဟဲတကယ်အစ်စ်ဆိုရင်လည်းပေးထားရမှာဆိုပေးထားခဲ့ပြီးတော့အိမ်ရောက်တော့ तू ကမျက်အိမ်နဲ့ငိုးလာပါတယ်မားသွားပြီငါချုပ်လိုက်ရမားသွားပြီဒီဟာလေးဝယ်တာမှာ9000ပေးရတယ်9000ဆိုတော့ကွာလဲရှာကြံရတယ်ဆိုတော့9000ပဲပေါ့နော်ကဲဒါလေးတော့ချုပ်ပေးလိုက်မယ်ဆိုပြီးတော့ချုပ်ပေးတဲ့ခါကျတော့9သိန်းပေးရတယ်ဆိုအိမ်ရောက်တော့ငိုးလာပါတယ်ငိုးတဲ့ခါကျတော့ဟဲ့မားတာများလားဆိုကျမကိုယ်တိုင်သွားအောင်ပါပဲဆိုဒါဒီဝစ်စုံကင်ပြီးသွားပါတယ်သွားတဲ့ခါကျတော့သမီးရဲ့မိဥစ္စာလေးကဒါလေးနဲ့ဒါလေးဟာ9သိန်းဆိုတော့သမီးရဲ့အတွက်များမားတာလားလို့ကျမပြောပါတယ်ပြောတဲ့ခါကျတော့အန်တီတဲ့ဒါအန်တီတို့မို့9သိန်းတော့တဲ့သူများဆိုရင်30ကျော်20ယူပါတယ်တဲ့ဟဲ့သမီးဘာလို့အဲ့လောက်ကြီးယူရလဲဆိုတော့အန်တီတို့ကမသိတော့ကျမတို့ဓာရွတ်ဆွဲတော့ပြီးယူရတယ်ယူတဲ့ခါကျအန်တီတို့ကမသိဘူးတဲ့ဒီထဲတွေထည့်ရတာလားတဲ့နဲတဲ့ပျက်စီးမဟုတ်ဘူးတဲ့ဘာလဲဒီဟာအုပ်တဲ့ဟာယူရတာဘာထည့်ရလို့လဲကျမပြောပါတယ်ပြောတဲ့ခါကျအန်တီတို့ကတဲ့ပတ်စံပေးနေအဲ့လိုပြောရတဲ့ဒီမှာဒါကိုပေးရထုတ်ရတဲ့ဟာတွေကနဲတဲ့အဆင်ဘူးတဲ့ဒီမှာဒါလေးဆိုလို့ရှိရင်လည်းကျမတို့ဝယ်ထည့်ရပါတယ်နော်ဒါသူ့ဥစ္စာဆိုဒီမှာဘာရလို့များချုပ်ခဲ့ရလို့လဲဒီမှာဒါဆိုရင်အပွဲကြီးပါပဲနော်ဒါလည်းအပွဲကြီးပါပဲအဲ့လိုဖြစ်ခဲ့တဲ့ခါရောအဲ့လို line ကနေပြီးတော့ရှောက်ဝေမဝေပါကြပါနဲ့နော်ကျမတို့လည်းပတ်စံပေးပြီးချုပ်တာပါနော်ပတ်စံပေးခြင်းကျမကတ်တာရလည်းမဟုတ်ပါဘူးနော်အခုမှမတန့်တဲ့တာ9သိန်းတောင်းတာကြောင့်မို့လို့ကျမတို့ကရင်ပေါက်ပွဲပြီးတော့အေးအန်တီတို့မှာ9သိန်းကိုလည်းပေါ့ဆက်ဆက်ရှာလို့မရဘူးအေးမင်းတို့မှာတော့အရွယ်ကောင်းတဲ့ခါကျတော့ရှာလို့တော်တော်လေးရမယ်ဟဲ့နော်ရှာလို့တော်တော်ရမယ်နော်ဟောပါနော်ဒီမှာကတော့တောချိုအောင်ကောင်မလေးပြလိုက်မှာဟဲ့နော်တောချိုအောင်ကောင်မပြလိုက်မှာနော်ရိုက်နေတာဟိုကလုံနေတာနော်ချုပ်နေတာနော်အေးငါတို့အနေနဲ့ကလည်းရှာကြံရတဲ့လူဆို9သိန်းဆိုတော့နှမျောတယ်နော်ပြောမိတယ်ဆိုမိတယ်နော်ငါ့ကိုအယူမလို့မနိုင်နဲ့နင့်အမေရွယ်လောက်ရှိတယ်နော်နင့်အမေရွယ်လောက်ရှိတယ်နော်အဲ့ကောင်မပြောတာလဲနင့်နာမယ်ဟမ်နင့်နာမယ်ကိုပြောခဲ့အောင်ဣဆန္နာထွန်းနဲ့ဣဆန္နာထွန်းနင့်ဘယ်နေရာမှာနေရလဲပြောသားနင်တနေ့နေ့မှငါနဲ့တွေ့ရအောင်လာကစားဣဆန္နာထွန်းနော်နင့်အမေရွယ်လောက်ရှိတယ်ငါ့ကိုအယူမလို့ဆိုတာမပြောနဲ့နော်နားလဲလားနင်သိစီရမယ်နင်သိချင်လို့ရှိရင်နော်လာခဲ့နော်နင်သိချင်လို့ရှိရင်လာခဲ့နော်နင့်ရဲ့အမေလားနင့်ရဲ့သမီးလားနင်တို့ဝိုင်းလောက်ထားတဲ့ဟာရဲ့သမီးလားပြောနော်ဒီမှာငါတို့အနေနဲ့ကဒါကိုများလို့စိတ်ရင်ပေါက်ကွဲမိတယ်နားလဲလားနော်ပေါက်ကွဲမိတယ်ဒါ9သိန်းကိုဒါမလို့အားလုံးတနိုင်ငံလုံးမှာချုပ်ကြတဲ့လူတွေအားလုံးသားတို့သမီးတို့ရှိပါတယ်ညီမရွယ်တွေရှိပါတယ်အားလုံးကိုကျမကိုဖြေချပေးကြပါအောင်ပြောပေးကြပါအောင်ဒါ9သိန်းတန်သွားတယ်လားလို့တကယ်လို့များ9သိန်းတန်သွားတယ်ဆိုလို့ရှိရင်လေဣဆန္ဒရဲ့မြင့်ဝငါတောင်းပါပါတယ်ကြော့ပါတယ်နော်ငါအနေကတော့မတန်ဘူးထင်လို့ပြောမိပါတယ်နော်ဣဆန္ဒအေးတနေ့နေ့နေငါလို့ပြောတဲ့အယူမလို့ပြောတဲ့ကောင်မဝင့်တယ်လိုက်မယ်နားလဲလားငါမယူဘူးနော်တောသူတောသားနားလဲလားနော်ငါတော့သူတော့တာမယူနားလဲလားနော်တပတ်လည်းကိုဟာ